ဒီဇလန်ကနမေကျော် House MD ဇလန်တွေကအပိုင်းတစ်ပိုင်းကိုအခြေခံထားတာဖြစ်ပြီးတုံးလောက်6ချားစီအကောင်းတဲ့လူဖက်ချက်ချင်းနဲ့ပြင်းနေပါတယ်အလာမေလီ Alex ရဲ့လူဖက်စံကျေယောဂအသက်15နှစ်အရွယ်နမေကြီးစူပါမော်ဒယ်လီတူဟာစီမော်မလမ်းလျှောက်နေရင်ခေါင်းမှုဝေးပြီးတော့အတူတူလမ်းလျှောက်နေတဲ့မော်ဒယ်တယောက်ကိုရိုင်းနှက်မိသွားပါတယ်သူမကိုသူမဖျင်မထိနိုင်ငင်မှာပဲမိလဲသွားခဲ့ပါတယ်အစားကတော့သူမဟာဘိုင်မကောင်းတာနဲ့ဖြူအနာလောက်ပဲလို့ထင်ခဲ့ပြီးမြဲစစ်စေးချက်ရလာဒီကတော့သူမရဲ့လောကကြီးကိုပြောင်းပြန်လန့်ပစ်လိုက်ပါတော့တယ်။သူမနာမည်က Alex ဖြစ်ပြီးသူမရဲ့ဖခင်ဖြစ်သူရောမန်နေဂျာပါဖြစ်တဲ့မာတင်ကဆေးရုံကိုခေါ်လာခဲ့တာပါ။သူကိုနိုင်ငံရဲ့အတော်ဆုံးယောဂရှာဖွေရေးပညာရှင်ဒေါက်တာဟောက်စ်ကကုသပေးမှဖြစ်လို့ဆေးချရတဲ့လက်ထဲမှာရှိနေတယ်လို့ဆိုရမှာပါ။ဟောက်ဆာဟာဆေးရုံရောက်ချင်းစစ်ဆေးမှုတွေမလုပ်ခင်သူမရဲ့ရာဇဝင်ကိုအရင်မေးမြန်းခဲ့ပါတယ်။စစ်ဆေးချက်တော်တော်များများကအဖြစ်အတိအကျမထွက်ပြီးမြဲသူမဟာမူရစ်စေထုံဆွဲသူတယောက်ဖြစ်နေတာကိုသိလိုက်ရပါတယ်။ဒါကြောင့်ယောဂကိုအပြည့်မှန်သိရဖို့အတွက်အရင်ဆုံးဆေးဖြတ်ဖို့ detox လုပ်ရပါမယ်။ဟောက်ဆာဟာသူရဲ့ဆေးပတ်ဆိုင်ရာအဖွဲ့ကတော့ကျောင်းလန်းရရဲ့အလွန်အမြင်ပြင်းထန်တဲ့နီလန်းကိုတုံခဲ့ပါတယ်။သူမအချင်းတိတ်မချမ်းတော့ဘူးလို့ဟောက်စ်ကယုံကြည်ညီပြီးယောဂကိုအမြင့်ပြတ်တိုက်ထုတ်ဖို့ဒါဟာအကောင်းဆုံးနီလန်းလို့သူယူဆပါတယ်။ Alex ဟာပြင်းထန်တဲ့နာကျင်မှုကိုခံစားနေပြီးဖခင်ဖြစ်သူမာတင်ကတော့သမီးဖြစ်သူရဲ့ဂျိုခါကိုမကြည့်ရတော့တဲ့အတွက်ဆေးဖြတ်ကကုသမှုကိုရပ်တန့်ဖို့တောင်းဆိုခဲ့ပါတယ်။ဒါပေမဲ့နောက်ဆုလို့မရတော့တဲ့အခြေအနေကိုရောက်နေပါပြီ။နာကျင်မှုကတဲမခံနိုင်စရာဖြစ်လာတယ်လို့အခြေအနေတွေကပိုဆိုးလာပါတယ်။ဆေးဖြတ်လို့မပြီးခင်ပါပဲသူမရဲ့နှလုံးက30စက္ကန့်လောက်ရသွားခဲ့ပါတယ်။အဖွဲတွေကအာယုံကျော်အထူးခုဖူမန်ကတော့သူမရဲ့ဦးနှောင်ဖြစ်စီသွားပြီလို့ထင်ခဲ့ပြီးမြဲ House ကတော့ညင်းဆိုခဲ့ပါတယ်။သူမအောက်ဆီဂျင်ဖြတ်လာတာမှန်ပြီးမြဲဦးနှောင်ဖြစ်စီလောက်တဲ့အထိမကြခဲ့ဘူးလို့သူကဆိုပါတယ်။ဖုန်ကွယ်ထားတော့အငန်တရားAlex ရဲ့ဖခင်ဟာသူမပေါ်လိပ်ပိုင်းဆိုင်ရာစော်ကားခဲ့တာကြောင့်စိတ်တန်ရာ PTSD ရနေတာလို့ House ကထူးဆန်းတဲ့ theory တစ်ခုထပ်ထုတ်ပြန်ခဲ့ပါတယ်။ House ဟာအញ្ញမ်းတော်ပြီးမြဲလူမှုဆက်ဆံရေးမှာတော့အញ្ញမ်းရိုင်းဆိုင်သူပါ။သူဟာဆေးရုံလူအများရှိမှတင်ဖခင်ဖြစ်သူကိုခင်ဗျားသမီးနဲ့အတူအိတ်ခဲ့သလားလို့ပွင့်ပွင့်လင်းလင်းမေးခဲ့ပါတယ်။နောက်တော့အိမ်သားတွေကိုခေါ်ကားပြီးထမှန်စမိခဲ့ပါတယ်။မာတင်ကအစားပိုင်မှာရင်းဆိုနေခဲ့ပေမယ့်သမီးအသက်ရှင်ဖို့အတွက်အမှန်တရားကိုဝန်ခံပါဆိုတဲ့ House ရဲ့တိုက်တွန်းမှုကြောင့်နောက်ဆုံးမှာတော့သူဝန်ခံလိုက်ရပါတယ်။သူဟာသမီးဖြစ်သူနဲ့တချင်းအတူအိပ်ဖြစ်တာမှန်ပါတယ်။ဒါပေမဲ့ယောဂကဒါတင်မကသေးပါဘူး။ Alex မှာတခြားယောဂအခြေအနေတစ်ခုရှိနေသေးတာကိုအဖွေးကတွေ့ရှိလိုက်ရပါတယ်။အစားပိုင်းမှာတွေ့ခဲ့တဲ့လက္ခဏာတွေအားလုံးဟာယောဂအစစ်ကိုဖုံးကွယ်ထားတဲ့မိခိုးပုံးနေတာဖြစ်ပါတယ်။သူမတခြားယောဂလက္ခဏာတွေနဲ့စင်တူရိုးမှဖြစ်စေတဲ့အချိတ်တူမတစ်ခုရှိနေတာပါ။တုံးလို့ဖွယ်ရအပြေမှန်ဘယ်လိုကင်ဆာမျိုးလဲဆိုတာသိဖို့စစ်ဆေးမှုပေါင်းများစွာထက်လို့ပြီးမြပါမမတွေ့ရပဲ Alex ရဲ့အခြေအနေကပိုဆိုးလာပါတယ်။ဒါပေမဲ့တခြားလူနာတယောက်မှတွေ့ရတဲ့ Kuwait syndrome ကိုဝန်ဆောင်နေတဲ့ဇနီးတဲ့ရဲ့လက္ခဏာတွေကိုခံစားရတဲ့ခင်မွန်းတွေကိုကုသရေးနဲ့ House ကအထည်ရထွားပါတယ်။ House ကဘယ်သူမှမထင်မှတ်ထားတဲ့နေရာမှာကင်ဆာကိုရှာဖို့နောက်ဆုံးစစ်ဆေးမှုတစ်ခုလုပ်ခဲ့ပါတယ်။ House တင်တဲ့အတိုင်းပါတယ်။သူမိသားစုကိုဖြိုးပြလိုက်တဲ့အဖြေကတော့ Alex ဟာကြားလင် intersex အခြေအနေတစ်ခုဖြစ်နေတာပါ။သူမဟာအမျိုးသားအဖြစ်မွေးဖွားလာခဲ့တာဖြစ်ပေမဲ့သူမရဲ့ခန္ဓာကိုယ်ကအမျိုးသားဟော်မုန်းတွေကိုလက်မခံပဲတုံ့ရမှုမရှိတာကြောင့်သူမဟာအလွန်လှပတဲ့မိန်းကလေးတစ်ယောက်အသွင်ဖြစ်လာခဲ့တာပါ။သူမဟာအမျိုးသမီးဟော်မုန်း estrogen တွေနဲ့ပဲပြည့်နှက်နေပြီး House ကတော့သူမကိုအမျိုးသားခန္ဓာကိုယ်တွေကအလားဆုံးမိန်းကလေးလို့တင်စားခဲ့ပါတယ်။ဘဝပြတ်သွားတဲ့ Alex15နှစ်ပတ်လုံးသူမတီးထားတဲ့အရာအလုံးဟာလင်းရမှုတွေဖြစ်နေပါတယ်။ဒီအဖြစ်ကိုတီးလိုက်ရတဲ့အခါ Alex ဟာဒေါသကြီးနဲ့သူမရဲ့အမျိုးသမီးဘဝအမှတ်သားကိုပြန်ရှာဖို့ဆေးရုံထဲမှာထုံးဆိုင်တဲ့တုံ့ပြန်မှုတွေလုပ်ခဲ့ပါတယ်။ဒါပေမဲ့ဘာပဲလို့သူမဟာအရင်လိုဘယ်တော့မှပြန်မဖြစ်နိုင်တော့ဘူးဆိုတာကိုတီးလိုက်တာပါတယ်။သူမရဲ့ဖခင်တောင်မှသူမကိုကြည့်ဖို့ရှက်ရွံ့နေခဲ့ပါပြီ။ဒီဇလိုင်းရဲ့သင်ခန်းစာကတော့အမှန်တရားကိုအမြဲတမ်းပွင့်ပွင့်လင်းလင်းရှင်းနေပါစေဆိုတာပါပဲ။